သူရာချဲလေပြီးနောက်တော့ပြန်ထွက်သွားကိုရဲ့ရှင်မြတ်မှာဘယ်လိုခံစားရမလဲဘယ်လိုချမ်းငယ်ရမလဲအစင်းတည်းဖြစ်ခဲ့သူပါရှင်နဲ့နှစ်တလွမ်းဝေဒနာတစ်ဖက်သားနှလုံးသားကိုစားစရာလိုများဘောထားသလားကွယ်ပြောင်းလဲရဲ့မြင်နေအသစ်ကိုတွေ့လို့အဟောင်းကိုမိတယ်ချမ်းကိုပြစ်လို့မြစ်ကိုရှာတယ်သစ္စာလည်းမရှိတယ်မျက်နှာများတဲ့သူမုန်တဲ့ရမယ်အသေးလေးမှတရားတွေကိုတရားနဲ့ပြည့်မယ်ကျူစင်တဲ့နှလုံးသားကိုရင်ချအောင်ဆုံးမမယ်သူနဲ့ပဲတဲ့မြာကိုဥပိ္ပခာပြုကနေလိုက်မယ်ကိုရဲ့ရှင်နေမှာဘယ်လိုခံစားရမလဲဘယ်လိုချမ်းငယ်ရမလဲအစင်းတည်းဖြစ်ခဲ့သူပါရှင်နဲ့နှစ်တလွမ်းဝေဒနာတစ်ဖက်သားနှလုံးသားကိုစားစရာလိုများဘောထားသလားကွယ်ပြောင်းလဲရဲ့မြင်နေအသစ်ကိုတွေ့လို့အဟောင်းကိုမေးချမ်းကိုပြစ်လို့မြစ်ကိုရှာတယ်သစ္စာလည်းမရှိတယ်မျက်နှာများတဲ့သူပန်းတရင်နာလေးနဲ့ပြေဖို့ကြိုးစားမယ်ချစ်တဲ့လူသားဖြစ်ရင်မုန်တဲ့ရမယ်အသေးလေးမှတရားတွေကိုတရားနဲ့ပြည့်မယ်ကျူစင်တဲ့နှလုံးသားကိုရင်ချအောင်ဆုံးမမယ်သူနဲ့ပဲတဲ့မြာကိုဥပိ္ပခာပြုကနေလိုက်မယ်ပန်းတရင်နာလေးနဲ့ပြေဖို့ကြိုးစားမယ်ချစ်တဲ့လူသားဖြစ်ရင်မုန်တဲ့ရမယ်အသေးလေးမှတရားတွေကို